ဒီလိုကဲလေးကနေခုလိုလှပတဲ့အပွင့်တွေဖြစ်လာအောင်ဘယ်လိုထုတ်လိုက်တယ်လဲဆိုတာသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ရှုလိုက်ပါအားလုံးမင်္ဂလာပါဗျ။ Isa ကြီးကနေကြိုဆိုပါတယ်။ဒီနေ့မှာတော့ကျွန်တော်ဒီကြောက်လေးကိုအပွင့်လိုက်ပြပေးမှာဖြစ်ပါတယ်။ဒီကြောက်လေးကတော့ကျွန်တော်ရဲ့မိတ်ဆွေကိုမျိုးရဲ့ကြောက်လေးဖြစ်ပါတယ်ဗျ။သူဝယ်ခဲ့တာတော့ကြက်ပိုင်းနဲ့ဝယ်ခဲ့တာလို့တော့ပြောတယ်ပေါ့ဗျာ။ကြက်ပိုင်းနဲ့ဝယ်တော့လုံးစုံနေထားဝယ်တာဖြစ်ပါတယ်။ဝယ်လုံးစုံနေထားဝယ်ထားပြီးဆိုမှသူကဒါလေးတွေကသူ့အလေးနဲ့သူရှောက်ပြီးမှဖောက်ကြည့်တာပေါ့ဗျာနော်။ဖောက်ကြည့်တဲ့အနေထားမှာကျွန်တော်တို့ကြောက်ရဲ့အနေထားလေးတစ်ချက်ကြည့်ကြည့်အောင်ဗျ။ဘယ်လိုရှိမလဲပေါ့ဗျာနော်။ဆိုရနော်ဆိုတော့ကျွန်တော်တို့ကအကြီးကတော့အကြီးတဲ့တော့မဟုတ်ဘူးဗျာနော်အကြီးပန်းလို့ပြောမှာပေါ့ဆိုတော့အကြီးကပြောမယ်ဆိုရင်တော့ပန်းဆန်သွားတယ်ပေါ့ဗျာဒါပေမဲ့သူချက်ပိုင်းနဲ့ဝယ်တာဖြစ်တဲ့အတွက်ဒါလေးကတော့မစိုးဘူးပေါ့ဗျာဆိုတော့အနေထားလေးကလည်းလာတယ်ပေါ့ဆိုတော့ဒါလေးကိုကျွန်တော်အပွင့်လိုက်ထုတ်ပေးမှာဖြစ်ပါတယ်ဗျဆိုတော့ကျွန်တော်အပွင့်လိုက်ထုတ်ပေးမယ့်နေရာကကျွန်တော်တို့ဒီနေရာလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကအရင်ဆုံးအပွင့်မလိုက်သေးခင်အနေထားမှာမလိုအပ်တဲ့အရာတွေအရင်ဖယ်မယ်ပေါ့ဗျာဆိုတော့ဘေးနေရာလေးဖယ်မလဲဆိုတော့အဲ့တော့ပထမဦးဆုံးဖြစ်မဲ့နံတော့ကျွန်တော်တို့ဒီနံဖြစ်ပါတယ်ဆိုတော့ဒီဘက်ကလုံးဝအနာတွေနဲ့အများကြီးပေါ့ဗျာနော်ဆိုတော့ဒါလေးကိုကျွန်တော်ကဒီနန်းကိုအရင်ဖြတ်မှာဖြစ်ပါတယ်ဒီနန်းပေါ့ဗျာနော်ကဲအဲ့ဒီနန်းအရင်ဖြတ်ကြည့်တာပေါ့ဗျာဒါလေးကတော့ကျွန်တော်တို့တနန်းဖြတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကဲဘယ်လိုအနေထားလေးရှိမလဲဆိုတာကြည့်ကြည့်တာပေါ့ဗျာနော်ဒီဘက်ကတော့ဘာမှတော့သိမဟန်သေးပေါ့ဗျာနော်ဆိုတော့ကျွန်တော်စပီးမှဖြတ်ရမယ့်နေတာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီဘက်အချမ်းကတော့လုံးဝရော့တဲ့အချမ်းဖြစ်ပါတယ်ဗျကျွန်တော်တို့အဓိကတော့ဒီဘက်ကိုအပွင့်လိုက်ယူမှာဖြစ်ပါတယ်ဆိုတော့အပွင့်လိုက်ယူရင်ကျွန်တော်တို့ကအရင်ဆုံးဖြတ်နှန်းဝင်ရှာမယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ဖြတ်နှန်းကိုကောင်းကောင်းရှာပေးပြီးဆိုမှပဲဆိုတော့ဖြတ်ပြုတ်ပြီးမှပဲအပွင့်ပုံချအပွင့်လိုက်ရမှာဖြစ်ပါတယ်ကဲအဲ့လိုဆိုတော့ကျွန်တော်နောက်ထပ်တန်းအနေနဲ့ဆိုရင်ဒီဘက်ကအခွန်2ကနည်းနည်းထူတယ်ပေါ့ဗျာဆိုတော့နည်းနည်းထူတာဖြစ်တဲ့အတွက်ကျွန်တော်ဒီအခွန်2ကိုပါပါလေးလွှာလိုက်မှာဖြစ်ပါတယ်ဗျဆိုတော့ပါပါလေးလွှာမယ်ပေါ့ဗျာနော်ဆိုတော့ဒီအခွန်လေးတွေအားလုံးပျောက်သွားအောင်လုပ်မှာဖြစ်ပါတယ်โอเคကြည့်တာပေါ့ဗျာနော်ဒါလေးကတော့ကျွန်တော်တို့အခွန်ပါပါလေးလွှာပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကြည့်ကြည့်တာပေါ့ဗျာနော်ဘယ်လိုဖြစ်မလဲဟာဘယ်လိုမှရုပ်ထွက်ကတော့မရသေးဘူးဗျာနော်ဆိုတော့ဒီမှာရီပန်းစစ်လေးတော့တွေ့လာရပြီပေါ့ဗျာဆိုတော့အထဲထဲကိုထပ်ပြီးမှလိုက်အောင်မှာဖြစ်ပါတယ်ဗျအဲ့တော့ဒီရီပန်းစစ်လေးကတော့ဒီအောက်ကနေကန်ထွက်နေတဲ့အလေးဖြစ်ပါတယ်နော်အဲ့ဆိုကျွန်တော်တို့တေချာလေးကြည့်မယ်တဲ့ဆိုရင်အနာတော့တော်တော်လေးတော့များတယ်ဗျဆိုတော့အနာများတယ်ဖြစ်တဲ့အတွက်ကျွန်တော်ကဖြတ်နှန်းရှာမယ်ပေါ့ဗျာအဲ့တော့ဖြတ်နှန်းရှာမယ်နန်းကတော့ကျွန်တော်တို့ဒီနန်းဖြစ်ပါတယ်ဗျဒီနန်းကတော့ကျွန်တော်တို့ဟိုဘက်ဒီဘက်ထုတ်ချင်းပေါက်လို့ဖြစ်နေတာပေါ့ဗျာဆိုတော့ဒါကြောင့်မို့ကျွန်တော်ကဒီနန်းကိုဖြတ်မှာဖြစ်ပါတယ်အဲ့မှာကျွန်တော်ခဲလေးနဲ့တော့မဆွဲပေးထားသေးတယ်ပေါ့ဗျာဆိုတော့ဒီမှာကြည့်ရအောင်เนาะကျွန်တော်တို့ဒီနန်းကိုဖြတ်မှာဖြစ်ပါတယ်โอเคဖြတ်တာပေါ့ဗျာနော်ဒါလေးကတော့ကျွန်တော်ဆွဲထားတဲ့နန်းကိုဖြတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်။ကြည့်ကြည့်တာပေါ့ဗျာနော်။ကြည့်တာပေါ့ဘယ်လိုလာမလဲ။ဟွာအေးအပေါ်နားလေးတွေကက်ရည်လေးဖြစ်နေတယ်ဗျာနော်။ဒီမှာအရည်လေးဒီပန်းစစ်လေးကအပေါ်နားလေးတွေကတ်တယ်လို့ဖြစ်တယ်လား။ Okay ဒါပေမဲ့လည်းကျွန်တော်တို့အပွင့်တူးစာတော့ရပါတယ်ဗျ။ကျွန်တော်တို့ဒီချာလေးကြည့်လိုက်တော့အပွင့်တူးစာရပါတယ်။ဆိုတော့အပွင့်တော့ထုတ်လို့ရတယ်ပေါ့ဗျာ။ဆိုကျွန်တော်ကဒီကောင်ကိုအပွင့်လိုက်ထုတ်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီနားလေးကိုအပွင့်လိုက်ထုတ်မယ်တဲ့ဆိုရင်တော့နည်းနည်းတော့ပဲရွယ်လေးတော့ကြီးလိုက်မယ်ဒီဘက်ကတော့ပဲရွယ်နည်းနည်းလေးကြီးလေးတော့ရလိမ့်မယ်ပေါ့ဗျာဆိုရင်ဒီဘက်ကိုကြည့်ရအောင်ဒီဘက်ကလည်းဆိုးတာတော့မဆိုးပါဘူးဗျာနော်ဆိုးတာမဆိုးပါဘူးကျွန်တော်တို့ဒီနားလေးတွေကိုအပွင့်ရအောင်လိုက်ထုတ်မှာဖြစ်ပါတယ်နော်ဒီနားလေးတွေကိုအပွင့်လိုက်ရအောင်လိုက်ထုတ်မယ်ဒီဘက်ဆောင်းလေးပေါ့နော်ဒီဘက်ဆောင်းကတော့နည်းနည်းလေးတော့သေးမှာဖြစ်ပါတယ်ဗျာနော်ဆိုတော့ဒီကောင်ကိုခဏနေမှကျွန်တော်အပွင့်လိုက်ထုံမှာဖြစ်ပါတယ်အဲ့တော့ဒီကောင်အရင်သွားမယ်ပေါ့ဗျာဒီကောင်ကိုအပွင့်လိုက်ထုံမယ်โอเคကျွန်တော်နဲ့အတူတူလိုက်ထုတ်ကြည့်တာပေါ့ဗျာနော်ဒါလေးကတော့ကျွန်တော်တို့အပွင့်ထုတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကျွန်တော်နဲ့တူကြည့်ကြည့်တာပေါ့ဗျာနော်ဆိုတော့ပဲရွယ်တော့ဒါရောအကြီးကြီးတော့မရအောင်ဗျာနော်ပဲရွယ်နည်းနည်းအသေး size လောက်ပါနော်အဲ့ဒီ size လောက်လေးပဲရပါတယ်ဘာကြောင့်မို့လဲဆိုတော့အနာများသွားတာကြောင့်မို့ပါဗျာအဲ့တော့ရှေ့ပိုင်းမှာတော့ကျွန်တော် automation တော့နည်းနည်းလေးပဲကြီးလေးရမယ်ထင်နေရပါနော်
ဒါပေမဲ့အနာလေးတွေဝင်သွားတာလေးတွေညာတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အနာလေးတွေကိုရှင်းတယ်နည်းနည်းလေးပဲကြည့်တာလေးတွေဝင်တော့ရပါတယ်ဗျဆိုတော့အဲ့ဒီရဲ့တစ်စလေးကနေဆိုရင်တော့ကျွန်တော်တို့၄ပွင့်ရပါတယ်ဟိုကျွန်တော်တို့နောက်ထပ်တစ်ချမ်းရှိသေးတယ်ပေါ့ဗျာနော်ဆိုတော့နောက်ထပ်တစ်ချမ်းကဒါလေးဖြစ်ပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်တို့စပီမှာအပွင့်လိုက်မှာဖြစ်ပါတယ်ဗျဆိုတော့ဒီကောင်လည်းပြောမှလည်းဆိုတော့ပဲရတော့နည်းနည်းတော့သိမှာပေါ့ဗျာနော်ပဲရွယ်လေးတွေဘာကြောင့်မလို့ဆိုတော့အညီအနာတွေကအများကြီးဖြစ်နေတာပေါ့နော်အဲ့ဒီတွေကနေကျွန်တော်တို့ဒီအရှင်းလေးကိုရအောင်ရွေးထုတ်မှာဖြစ်ပါတယ်ကဲဒါလေးကတော့ကျွန်တော်စပီမှာအပွင့်လိုက်ပေးမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့အပွင့်ပုံထုတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကဲကြည့်ကြည့်အောင်ဗျာနော်ဆိုတော့ဒီနောက်အချမ်းလေးကတော့ကျွန်တော်တို့၅ပွင့်ရပါတယ်ဗျာပယ်ရွယ်လေးတော့နည်းနည်းလေးတော့သေးတယ်ပေါ့ဗျာအဲ့တော့ဘာကြောင့်မို့လဲဆိုတော့အနာတွေအများကြီးတဲ့ကနေလိုက်ပြီးမှထိုးရတာဖြစ်တဲ့အတွက်ကြောင့်ပါအဲ့တော့ကြောက်စီကြောက်သားလေးတော့မစိုးဘူးဗျာနော်ဆိုတော့ပြောမယ်ဆိုရင်အရေးတဲ့တော့မဟုတ်ဘူးဗျာနည်းနည်းလေးပန်းဆန်နေပေါ့ဗျာဆိုတော့ဒါကတော့ပထမ၄ပွင့်ဖြစ်ပါတယ်ဒီကောင်ကကျွန်တော်ဒုတိယအချမ်းက၅ပွင့်ဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့အပွင့်သွေးပြီးသွားတဲ့ပုံလေးကြည့်ကြည့်အောင်ဗျဒါလေးကတော့ကျွန်တော်တို့အပွင့်သွေးပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ဆိုတော့တော်တော်လေးကမှလာပါတယ်ဗျရုပ်ထက်လာတယ်လို့ပြောရမှာပေါ့ဗျာဒီကာလာမျိုးလေးဆိုရင်တော့လူကြိုက်များတဲ့ကာလာလေးတွေဖြစ်ပါတယ်ကျောင်းပိုင်ရှင်တွေမင်္ဂလာကောင်းကောင်းဖြစ်မဲ့အနေထားလေးပါဗျကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်လည်းပညာရစေမယ်လို့မျှော်လင့်ပါတယ်ဗျကြည့်ရှုအားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်